episode 2.3မှာတော့ဝန်လင်းဟာဝိညာဉ်ကိုဖောက်ခွဲပြီးရန်သူတော်ကြီးကခန့်တဲ့တစ်ခုလုံးကိုအသေးခံဖျက်ဆီးသွားခဲ့ပါပြီ။ခုတော့ဝန်လင်းရှော့ပရာသာဖြစ်သွားခဲ့ပါပြီ။ကဲဇလန်နီရဲ့အစမှာတော့နဆိုးစေကန်တွေထွက်ခဲ့စမ်းဆိုတဲ့စကားနဲ့လူပုစိတ်တို့တယောက်ကကြွေးကြော်အော်ခေါ်လိုက်ပါကနဆိုးစေကန်ဖိုးရွင်ဆိုသူနဲ့မြေရှုံးမိုးပြန်တတော်ပမာလူလိုနေထူးနှိမ်ယောင်ယောင်နဲ့ငနဲတကောင်ကလည်းမြေကြီးတွေကဝုန်းကနေထောက်ပေါ်လာပြီးနောက်ဆုံးတော့ကြိုင်တွေရခက်ခဲတဲ့ကောင်နဲ့ကြွရပြီဆိုကတဟာဟာထင်ကြီးလိုက်တာကိုမြင်ရမှာပါဒီချိန်ပါပဲနတ်ဆိုးစေကန်ဟူဖောင်ဆိုကဝန်လင်းရဲ့ဒုတိယမြောက်တပည့်တစ်ခဲ့ဘူးတဲ့ဟူဖောင်ဟန်ကိုယုံကြည်မှုရှိနဲ့ဝန်လင်းအားပြန်လဲတက်ဖြတ်ကလေးစားချီဖို့ရန်အစဉ်တင်နေခဲ့ပါပြီဒီချိန်နတ်ဆိုးကောင်းဆောင်ထိကန်သူကဝန်လင်းကိုအပြတ်ရှင်းဖို့အမိန့်ပေးခဲ့ပါတော့တယ်ရေးရတယ်ဗျာဟာလူတိုင်းဝန်လင်းအားတက်ဖြတ်ဖို့ထွက်ခွာသွားချိန်ဟူဖောင်တယောက်ကတော့ဝန်လင်းငေါကဝီညင်အောင်ရင်အဆင့်ကိုရောက်သွားခဲ့ပြီနောက်ပြီးနတ်ဆိုးရှင်တင်ပေးခဲ့တဲ့လျှော့ဝတ်ပညာလည်းရှိနေပြီဆိုကဝန်လင်းအားထက်ဖြတ်ခြင်းစိတ်အပြီးဖတ်နေခဲ့ပါလေဒီချိန်ဝန်လင်းဟာလာမြေကြီးတွေကထွက်ပေါ်လာသမျှဆူးရွှင်တွေကိုဆက်တိုက်ရှောင်တိန်နေရပြီအတော်စိတ်ဝင်စားကောင်းတယ်ဆိုတဲ့အတန်ဖြင့်ရည်ရွတ်မိလိုက်ကနတ်ဆွမ်းအင်းအနေငယ်ထုတ်ပြီးမြေရှိုးမိုးပြိုင်ချက်ပူပမာကိုအပြင်ကိုထွက်ပေါ်လာအောင်လုပ်ပြလိုက်ပါတယ်အပြင်ကိုထွက်ပေါ်လာတဲ့ငနဲလဲအတော်အစွမ်းဆရှိပါလားဆိုတဲ့ခဏနဲ့ပြောအေးဤတကြားလုံးတစ်လုံးကဝန်လင်းစီယာဖြစ်လွတ်လိုက်ပါတော့တယ်ဒီချိန်ဝန်လင်းလဲကောင်းကင်ဖူတော့ထုတ်တုံးလိုက်ကဓာတ်ချက်တစ်ချက်ဖြင့်တားဆီးလိုက်ရာတကြားလုံးကြည့်ရမနိုင်ပဲဝါမျိုးချင်းခံလိုက်ရပါတော့တယ်ဒီချိန်မြေချိုးမိုးပြန်ကြပူပမာကဒီကောင်ရုံးမထွန်နိုင်တော့ဘူးဒီဘီအထင်းနဲ့မေးကစကေလေးကိုပါကြွားလုံးထုတ်နေပါတော့တယ်အချင်းဖော်တဲ့ဘာတွေမျိုးလင်းနေတာလဲဆိုတဲ့စကားစနဲ့တူဝန်လင်းဟာဓာတ်ချက်ပေါင်းများစွာနဲ့တကြားလုံးကြီးကိုခုတ်ပိုင်းပြီးအပြင်ကိုယုံထွက်လာတာမြင်ရပါတယ်ဒီချိန်ထဲမှာတွေကြည်မြန်လာတဲ့အရှင်နဲ့ချက်ပူအမှန်ရဲ့အိမ်သွားချင်းမောင်းဆွဲနေချက်ဖြစ်ခဲ့လက်ကိုမတ်ရွေးပြီးဖြတ်ချဖြစ်လိုက်ပါတော့တယ်ဒီချိန်စကေလေးကလက်ခွမ်းဆိုပြီးဝန်လင်းရဲ့နောက်ကျောကိုဝင်တိုက်ခိုက်ထားမှာတော့ဖုံရှူလိုက်ဆိုတဲ့စကားတစ်ခုနဲ့တူဝန်လင်းကတကြက်သေးဖြတ်ကန်ပြလိုက်ပြီးလိုးဝင်လာတဲ့တကြားလုံးကြီးတွေပို့ပြလိုက်ပါတော့တယ်ဒီချိန်တစ်ဖက်မှာချက်ပူကခြေစုံပြစ်ပြေးချိန်ဝန်လင်းကိုစီးဖောင်းလာခင်ဘသူယောက်ကမှပြေးမလွတ်နိုင်ဘူးဆိုတာဒီချက်ပူတီမပေါင်ရအောင်ပါဘူးဝန်လင်းလက်မိတ်ဆာလက်ညိုးကိုထုတ်သုံးကအဆုံးတတ်ပေးလိုက်ပါတော့တယ်ဒီချင်းစကေးလေးကတော့တရားလုံးကြီးတွေကလွတ်မြောက်လာပြီးပြေးထွားရမှာတော့ဝန်လင်းရဲ့ဝိညာဉ်ကိုလုတ်ခက်စေနိုင်တဲ့အနီးကောင်းလက်ပြားပေးခဲ့တဲ့ကြက်ရွက်ပွဲနဲ့ရိတ်ထုတ်လိုက်ရရှုမလာအောင်မြေကြီးပေါ်ပြုတ်ထွားပြီးတပန်းထွက်ပြေးရမှာတော့မင်းပြေးမလွတ်ပြီးချိုးတဲ့စကားနဲ့တူ ground မဖွယ်ဖိအားအရှိအဝါနဲ့ဝိဇာနဲ့လက်လွားနဲ့အပေါ်ကနေဖိချအဆုံးတတ်ပေးလိုက်ပါတော့တယ်နတ်ဆိုးဘရင်ကလည်းဝိဇာနဲ့လက်လွားတစေးကိုမြင်းကဒီကွက်ဘလို့ထုတ်သုံးနိုင်ရတာလဲဆိုကဒူးတောက်တောင်းမှန်နေတဲ့မိစ္ဆာအဖိုးကြီးကိုမြင်ရမှာပါအရှင်ရဲ့အမျက်တော်တာကိုကြောက်ရွံ့နေပြီးနတ်ဆိုးအစိတ်ခံနဲ့အေးလူရှိသေးတယ်လက်ထဲမှာဝိညာဉ်သိန်းတရအလံကိုက်ပြီးဝန်လင်းကိုအပြင်းထန်တိုက်ခိုက်နိုင်မှာပါဆိုတာပြောဆိုနေခဲ့ပါတယ်ဒါဟာဝန်လင်းရဲ့တပည့်ကြီးဟူဖောင်းကိုဖော်ပြနေတာပဲဖြစ်ပါလိဒီချိန်ဝန်လင်းဟာစွမ်းအင်လိုင်းတစ်ခုကိုခန်းစားမိကတိန်တေရှိကိုကြည့်လိုက်ရမှာတော့တွားရီရှိုးလိုက်ဆန်းဆိုပြီးရှူလီကောကိုအပတင်ထုတ်ပေးလိုက်ပါတော့တယ်ရှူလီကောတယောက်တိမ်တိုက်ထွေတဲ့ရုပ်ရှိသွားကများပြားလွန်းတဲ့ဝိညာဉ်များတိုက်ခန်းတာခံရပြီးတခင်ဖြစ်သူဝန်လင်းစီအပြေးပြန်လဲရောက်ရှိသွားပါတော့တယ်နောက်ပြီးငါမထင်ခဲ့ဘူးဒီလိုအသေးကွဲမယ်လို့လွမ်းရတာရဲရဲချွတ်ဆက်ပဲမဟုတ်ပါဘူးမထင်ခဲ့ဘူးဒီစွမ်းအရန်ရင်းကြီးနေတယ်ဆိုတဲ့စကားကြောင့်ဝန်လင်းမော့ကြည့်လိုက်ရမှာတော့မတွေ့ရတာကြားပြီးဝန်လင်းဆိုတဲ့အတန်းချင်းဟူဖောင်းတယောက်ထွက်ပေါ်လာပါတော့တယ်ဒီချိန်ဝန်လင်းလည်းအရင်ကသူသင်ပေးခဲ့တာတွေအတူရှိခဲ့တာတွေကိုတတိရသွားခဲ့ပါတော့တယ်ဒီချိန်ဟူဖောင်းတယောက်ကတော့အာရဘာရရီမောတွေကငါဆိုတဲ့အစီအကံကိုမှတ်မိမှာပါဆိုကြီးဝန်လင်းကိုကိုယ်တိုင်တတ်လိုက်ရင်ကောဆိုကတန်းတရာဝိညာဉ်အလံကိုဆွဲထုတ်ကစပက်ကြီးမွေးသုံးကောင်ထုတ်ပြီးဝန်လင်းစီစတင်တက်ခဲ့ပါတော့တယ်ဒီချိန်ဝန်လင်းကရှောင်းတိန်နေခဲ့ပြီးဟူဖောင်မှလည်းအရင်ကမင်းဆောက်ရမ်းကြမ်းနေခဲ့ပြီအခုတော့ဘာမှမဟုတ်ပါလားဆိုတဲ့စကားတွေနဲ့ဂုံးစားနေပါတော့တယ်ဒီချိန်ဝန်လင်းကလည်းကောင်းကင်ပူထားထုတ်ကပိုင်းချလိုက်ရမှာတော့ဟူဖောင်ရဲ့မွေးသုံးကောင်လည်းပျက်စီးသွားပါတော့တယ်နောက်ပြီးမပြတ်သားနိုင်လင်ဝန်လင်းမှာဟူဖောင်ငါတော့တကယ်ပဲတစ္ဆာဖောက်တော့မှလားဆိုပြီးမီးလိုက်ရမှာတော့တစ်ဖက်ကဟူဖောင်ကလည်းအရင်ကဝန်လင်းထားခဲ့လို့ခံစားခဲ့ရတယ်ကိုတခုမကြံပြန်ပြောနေကဝန်လင်းကိုစွမ်းအောင်လက်ဝါးကြီးထုတ်ကတိတ်ခိုက်ရမှာတော့ဝန်လင်းဒီလဲဟူဖောင်ပြောတဲ့စကားတွေကိုနားထောင်နေရင်အစီရင်တစ်ခုနဲ့ကာကွယ်ထားပြီးမကြခင်မှာပဲအစီရင်ကြီးလည်းပြင်စည်းသွားပါတော့တယ်ဒီချင်းဟူဖောင်ကလည်းငန်းကမင်းလက်ထက်ကကြားစေးတစီလောက်ပဲရှိခဲ့တာတကယ်လို့ကျေးဇူးရှင်နဲ့ तू မတွေ့ရင် तू တေးနေလို့ပြီဆိုတာ
အညို့အကဲသားဒီကိုဆရာတပိတ်ကြထင်းထင်းကြီးမြင်တွေ့ရပါတော့တယ်ဝမ်လင်းကလည်းငါမင်းကိုတောင်းပန်ပါတယ်ဆိုတဲ့စကားပြောကိုအကျွေးတင်နေခဲ့တယ်ထင်နေဆိုကဟူဖောင်ကလည်းငါဒီနေ့မင်းရောဝိညာဉ်တန့်စင်ခြင်းမျိုးတွေတားဖော့နှန်းကောင်ပါတန့်စင်ပြီးငါကဲသို့ဝိညာဉ်တွေထိလာစီရမယ်ဆိုပြီးဂျုံဝါကများစွာသောဝိညာဉ်တွေကိုဝမ်လင်းစီထုတ်လှလိုက်ပါတော့တယ်ဒီချိန်ခေသူမဟုတ်တဲ့ဝမ်လင်းဟလည်းမင်းငါကိုတတ်ချင်လားအမုန်းတရားတစ်ခုတည်းကြောင့်မဟုတ်ပဲလောကကြီးတွေကဝိညာဉ်တန့်စင်ခြင်းအသက်ကျင့်ကြံသူနိုင်ကိုအကုန်တန့်စင်ပြီးဒီအသက်ကျင့်စင်ခြင်းကိုအပိုင်သိမ့်ဖို့ပဲနာငါပြောလားမလားဆိုကပြောဆိုလိုက်ပါတော့တယ်ဟူပေါင်ကလည်းအမှန်ပဲငါကောင်တကယ်လို့လောကကြီးတဲ့ငါပဲဒီအသက်ကျင့်စင်ကြီးကိုတတ်မြောက်သွားမယ်ဆိုရင်တနေ့နေ့တချင်းချင်းမှာလောကကြီးတဲ့ကတက်ရှိတိုင်းကိုတန့်စင်နိုင်မဲ့မစ္ဆာအိကရာစေဆိုရင်တော့ငါခြေတော့အောက်မှာအညံခံရောက်လိမ့်မယ်ဆိုကရဲတန်းတစ်ခုညက်ကွာလုံးထုတ်တယ်ကမင်းဆိုတဲ့ကောင်ဒီနေ့အသက်တောင်အသက်ရှင်ဖို့မတင်ဘူးဆိုကနှက်ဆိုးအရှင်အထူးတင်ပေးခဲ့တဲ့အချင်းကျင့်စဉ်ကိုထုတ်တုံးလိုက်တာမြင်ရပါလားကျင့်စဉ်အသက်သွမ်းပြီးချင်းမှာတော့ဝိညာဉ်ပြောင်းများစွာကိုပြည့်လွှတ်လိုက်ပြီး10နှစ်တာအချင်းယူပြီးမဟာအောင်မြင်တဲ့ဝိညာဉ်တန်တလာအလံကိုပြုတ်လို့ပြီးနှက်ဆိုးအချင်းပေးတဲ့လူဖိုက်တဲ့ညီနဲ့ဆိုကမင်းဟာငါပြိုင်ပိုက်မဟုတ်တော့ဘူးဆိုတဲ့ confident level စိုးဟိုက်နေကြတာကိုမြင်ရမှာပါဝမ်လင်းကလည်းမင်းရအယူအတွေ့ကလူကိုအံ့ဩစရာတကယ်တော့ဝိညာဉ်တန်တရာဂိုင်းထားတဲ့ဝမ်လင်းအရှိသွားသူမိတယ်ဟူဖောင်ကတော့ဝိညာဉ်အတက်ဆိုတာဒီလူအသုံးပြုတာမဟုတ်ဘူးဆိုတဲ့စကားနဲ့ပတ်ပက်လေးရှိမြဝိညာဉ်အလုံးကိုထင်းချုပ်ပြလိုက်ပါတော့တယ်ထိုးစဉ်ဝိညာဉ်များအလုံးငြိမ်သက်သွားပြီးဝမ်လင်းကလက်မြောက်ရှင်းနေကြတာကိုပါဇက်အဟောစားကြီးဟူဖောင်တစ်ဖြစ်ရလဲကြည်နေရပါတော့တယ်ဝမ်လင်းဟာလေမင်းရဲ့ရည်ရွယ်ချက်ကလေတဲ့အင်းစောက်နေတယ်လို့ပဲဆိုတာပြောဆိုလိုက်ပါတော့တယ်ဒါကိုလက်မခံနိုင်တဲ့ဟူဖောင်ကလည်းဝိညာဉ်ကိုပြန်ထင်းချုပ်ရမှာတော့တုတ်တောင်မလုံနိုင်နေတာကိုမြင်တွေ့ရပြီးမျက်နာတစ်ချက်ပြတ်သွားခဲ့ပါတော့တယ်ဒီချင်းထုကိုသူမယုံနိုင်ဖြစ်ကမကောင်းတဲ့နီလန်တွေကခနာရာကျင့်ချံရေးကိုမိန့်တင်နိုင်ပေမဲ့ကုန်ခန်းသွားတာမင်းရဲ့အသက်တာပဲမင်းဂျေဇုရှင်ဆိုတဲ့သူကမင်းကိုဘနဲ့ကြည်မြလူလို့တတ်မှတ်ခဲ့လူလားဆိုတာရင်းရင်းတီးတီးမေးလိုက်ရမှာတော့ဟူဖောင်းကလည်းလက်မခံနိုင်တော့ပဲပါဇက်ပိတ်ထားဆိုတာသူကိုယ်တိုင်တွေးမြအန်ထွက်ပြီးအကြီးကျယ်ခံစားနေပါတော့တယ်ဝမ်လင်းဟာလည်းမင်းရဲ့ကံကြမ္မာလန်ကကုန်းဆုံးသွားပြီဆိုတဲ့စကားနဲ့လွဲထွက်သွားခြင်းဟူဖောင်းကလည်းမြေပြင်ပေါ်ကိုပြုတ်ချမ်းသွားပါတော့တယ်ခွေးလိုဝက်လိုလဲကြားသွားတာတော့မှမင်းကိုတက်မဲဆိုတဲ့စကားနဲ့ဟူဖောင်တယောက်ဝမ်လင်းစီပြီးဝင်သွားတဲ့အခါဝမ်လင်းကလေမင်းမသေးခင်မှာအစစ်မှန်ဝိညာဉ်အလံနဲ့တကူကိုပြမယ်ဆိုကဝိညာဉ်များစွာထုစစ်ပုံဖော်ထားတဲ့တာဟိုရုပ်ပွားတစ်ခုထွက်လာကဖြီးဝင်လာတဲ့ဟူဖောင်ကိုလက်ညှိုးလေးနဲ့အသားအရာတောက်ချလိုက်ရင်ကဟူဖောင်ဟဲဘဝအဆုံးသတ်သွားပါတော့တယ်ဒီအချိန်ဝမ်လင်းမှာလည်းနှက်ဆိုးစိတ်ဖြစ်တီတစ်တီအားနေတဲ့တပြေးပြေးပျောက်ပြဲလာပြီးကိုတတိထားမိလာမှာတော့ကောင်းပင်ဘုံကနေပေါလို့ပဲစားထွက်လာပါတော့တယ်ထို့စဉ်မင်းကတကိုယ်တည်းနဲ့ဝိညာဉ်မျောစင်အထိဝင်လာနိုင်တယ်တတိကိုတော့လေးစားကွာဘာညာဆိုပြီးနှစ်ဦးနှစ်ဖက်ဖီအားအရှိန်ဝါတွေထုတ်လုပ်ခဲ့ပါတယ်ဒီချိန်ဝမ်လင်းမှာတာဟိုမရနလက်ညိုးကိုထုတ်တုံးကဖြင်းဖြင်းထန်ထန်စတင်တိုက်ခိုက်ခဲ့တာမှာပေါလို့ပဲစားလေးကနှမျောစရာပဲဆိုတဲ့စကားဟတန်တဲ့ကိုနတ်တကိုများနဲ့ရေလိုက်လန်းရှိတချောင်းဖန်ဒီကဝမ်လင်းစီပြီးဝင်စေခဲ့ပါတယ်ထိုစဉ်ဝမ်လင်းဟာလည်းရှိသမျှအားဖြင့်ပြန်လန်းကာကွယ်နိုင်လိုက်တော်လေသူမမရှိတဲ့ရေဝန်းပါတစ်စက္ကန့်လောက်တောင်အသက်မရှင်နိုင်ဘူးဆိုပြီးရေထဲကိုဆွေးချခဲ့ရပါတော့တယ်စားတာပါငါ့ကိုတက်ချင်တယ်ဒီလောက်အစွမ်းစားလောက်နဲ့မရဘူးဆိုတဲ့ဝမ်လင်းစကားနဲ့အတူရေထဲမှာခဏတာပြုတ်ကျပြောက်ွယ်သွားပါတော့တယ်မကြခင်မှာပဲရေထဲကနေဝဲကရက်တစ်ခုထွက်ပေါ်လာကတာအိုရေနဂါးတကောင်ဝမ်လင်းနဲ့အတူထွက်ရှိလို့လာခဲ့ပါတယ်ထို့စဉ်တာအိုရေနဂါးဖြင့်ဝင်းတိုက်စီကတစ်ဖက်ကတိုးဝင်လာတဲ့တာအိုလန်အရှိကိုခုခံတိုက်ခိုက်နေခဲ့ရပါတယ်ဝမ်လင်းနေနဲ့တိုက်ပွဲရက်လက်ကမကျင်းတီတာကိုကြိုတင်ခံမှန်းပြီးသားဖြစ်တဲ့အတွက်တန်းတစ်ချောင်းအလံကိုထုတ်တာအိုနဂါးနဲ့တပ်ဖြတ်ခြင်းကျင်းစဉ်ပါဝင်ရှိသမျှနဂါးတွေအကုန်ထုတ်လိုက်ကစွမ်းအားမှုအားစုစည်းလိုက်ပြီးတစ်ဖက်ပြိုင်ဘက်ရဲ့အစင်းတွေကိုဖျက်ဆီးလိုက်နိုင်ခဲ့ပါတယ်ထို့စဉ်တစ်ဖက်ပြိုင်ဘက်ကမြင်းမအင်အားကုန်နေပြီဆိုတဲ့အတွေးနဲ့နှက်ဆိုးစွမ်းရင်ခင်းကိုလန်တစ်ချောင်းထုတ်လိုက်ကနှက်ဆိုးလိုင်းတစ်ချက်ကိုဝမ်လင်းစီထုတ်လုပ်လိုက်ချင်းဝမ်လင်းဟာလည်းခေသူမဟုတ်တဲ့အတွက်မင်းဘာကောင်ဖြစ်မတီးဘူးကျုပ်ကဆွဲထိုးမှာပဲဆိုတဲ့အစကားနဲ့အတူကြီးမားလာတဲ့အစင်းတစ်ခုကိုထုတ်ပေါ်ခဲ့ရကြီးမားလာတဲ့စွမ်းရင်လိုင်းတစ်ချက်နဲ့ထိုက်တိုက်တွေ့ဆုံစေရမှာတော့ဝမ်လင်းရဲ့ဦးတီယာတစ်ဖက်ပြိုင်ဘက်မဟုတ်ပဲနောက်ကနှက်ဆိုးအရှင်ရှိနေတဲ့အစာအုပ်ကြီးကိုစွမ်းရင်လိုင်းတစ်ချက်ဖြင့်ဖျက်ဆီးမလို့ဖြစ်ခဲ့ပါတယ်တစ်ဆက်တည်း
မင်းဆေးရဆိုရဲ့ကောင်းကိုခေါ်လိုက်မင်းကပေါင်းဝဲဘူးငါရှိကလစ်လိုက်တော့ဆိုကနှဆိုးအရှင်ကိုဓာတ်ရိုက်စိန်ခေါ်လိုက်ရမှာတော့မျော်စင်နှင်းကနှဆိုးအရှင်ရဲ့ရေတံနဲ့အတူကောင်းလိုက်တာကောင်းပဲရန်ကျွေးရှင်ရဲ့မရအရာကိုပြန်ဆက်တာပဲမင်းကငါ့ကိုအမြဲအံ့ဩစေတယ်ဆိုကနှဆိုးအရှင်လက်အောက်ကဖိုးကြီးကဗျာငါ့ကိုစိတ်ပြက်စေတယ်ဆိုပြီးခဏတာခန္ဓာလူယူလိုက်ပါတော့တဲ့ထို့စဉ်ဂျိုဒီအတက်တွေထွက်ရှိလာခဲ့ပြီးဂျိုဒီအတက်တွေထွက်ရှိလာခဲ့ပြီးနားဖားကြိုးတစ်ခုသာကျန်ပါတော့တဲ့ခန္ဓာလူယူလို့အပြီးမှာတော့ဝန်လင်းကိုကြီးမားတဲ့အရှိန်ကဘာဖီအားတွေနဲ့အတူဖိမြင့်လိုက်ပါတော့တယ်နောက်ပြီးဝန်လင်းအားအသက်ရှူချက်9ချက်စာပြီးမယ်ဆိုကဖီအားညာရုပ်သိမ်းလိုက်ပါတော့တယ်ဝန်လင်းဟာလည်းအကြည့်တစ်ချက်နဲ့ဆုံးဖြတ်ချက်တစ်ခုကိုတိကနေမီးနေအောင်ချလိုက်ပါတော့တယ်ဒါကတော့စိတ်ဝိညာဉ်ဖောက်ခွဲဖို့ပဲဖြစ်ပါတယ်ထိုစဉ်ဇွမ်းရင်များစူစီးပြီးဟိုဂျိုသားစီပြေးဝင်သွားရမှာတော့ဂျိုအားရဲ့လက်ထဲမှာသာဖမ်းမိသွားပါတော့တယ်ဒီချိန်မှာဝန်လင်းကတေးရမှာမြင်မဲဆိုကခန္ဓာကိုဖောက်ခွဲဖို့အတွက်နှဆိုးဂျိုသားစီပြေးဝင်သွားကနှဆိုးဂျိုသားကလက်ကြီးကောင်ယူနေပြီဆိုတဲ့သွေးပြက်စွာပြောနေခဲ့တာကိုမြင်တွေ့ရမှာပါနောက်ဆုံးမှာတော့ပေါက်ကွဲစေဆိုတဲ့ဝန်လင်းရဲ့အတန်နဲ့အတူကောင်းငင်မှာစွန့်အိမ်တချို့နှဆိုးဂျိုသားခန္ဓာကိုယ်ရဲ့မြင်ရောက်သွားပါပေါက်ကွဲပျက်စီးသွားပါတော့တယ်နှဆိုးရှင်ဟာအရှင်းသေးဆုံးရင်းမဟုတ်ပဲခန္ဓာပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့ဝန်လင်းရခန္ဓာနဲ့စိတ်ဝိညာဉ်လည်းတဖြည်းဖြည်းပျက်စီးပျောက်ကွယ်သွားခဲ့ပါပြီ